โอเคနေ့ကတော့ကျွန်တော်အနေနဲ့ကဘာလို့ Roblox ဆော့လို့မရတဲ့ပတ်သက်တဲ့အကြောင်း၃ခုကိုပြောပြပေးသွားမှာဖြစ်ပါတယ်အကြောင်း၃ခုလို့ပြောရဆိုရင်ကျွန်တော်အနေနဲ့ကဒါကျွန်တော်ရဲ့ထင်မြင်ယူဆချက်ဒါမှမဟုတ်ကျွန်တော်တွေးကြည့်မိတဲ့အကြောင်းရင်းတွေကိုပြောပြပေးသွားမှာပေါ့နော် brother တို့အနေနဲ့ကလည်း brother တို့ထင်မြင်တဲ့အကြောင်းရင်းလေးတွေရှိရဆိုရင် comment မှာရေးပေးသွားနိုင်ပါတယ်ဒါနဲ့ video ရဲ့အလယ်မှာကျွန်တော်အရင် video မှာပေးထားတဲ့ T-Rev fruit ရဲ့ condition ကိုကျွန်တော်အနေနဲ့ရွေးပေးထားပါတယ် video ရဲ့အဆုံးမှာဆိုရင်လည်းကျွန်တော်အနေနဲ့က block fruit တွေက permanent fruit တစ်ခုကိုလက်ဆောင်ပေးသွားမှာဖြစ်တဲ့ကြောင့်မလို့ video အဆုံးထိကြည့်ကြဖို့အတွက်ကျွန်တော်အနေနဲ့တောင်းဆိုချင်ပါတယ်ပထမဆုံးတစ်ခုအနေနဲ့ကတော့စာပါဒါမှမဟုတ် location တကယ်ချင်းတို့တည်တဲ့အတိုင်းပဲကျွန်တော်အနေနဲ့က Roblox ဆော့တဲ့အခါမှာကျွန်တော်တို့စာပါတွေကတက်စီရှိပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ကဒီစာပါမှာ line မကောင်းဆိုရင်တခြားစာပါကိုပြောင်းဖို့အတွက်ကျွန်တော်တို့ VPN ကိုသုံးပြရတယ်အဲ့မှာဘာသွားဖြစ်လဲဆိုတော့ကျွန်တော်အနေနဲ့တချို့ VPN တွေမှာကျွန်တော်location ကိုကြိုက်တဲ့နေရာကိုချိန်လို့ရတယ်တချို့ VPN တွေမှာဆိုရင်တော့ကျွန်တော်တို့ random ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ဘာသွားဖြစ်လဲဆိုတော့ကျွန်တော်တို့အကောင့်တွေက location တွေမတည်မငြိမ်နေဖြစ်တာဒါမှမဟုတ်ဆိုရင်တော့ကျွန်တော်တို့ကဒီ location တွေအမြဲတမ်းပြောင်းနေတာကိုတို့တို့မှတော့ပေါ်ရပေါ့နော်အဲ့မျိုးကြရင်ကျွန်တော်နောက်ဆက်တွဲအနေနဲ့ကတို့တို့ကအကောင့်ကိုယာယီဘန်းတာဒါမှမဟုတ်ဆိုရင်တော့ကျွန်တော်တို့ရာတက်ပံဘန်းတာတွေပါဖြစ်သွားနိုင်ပါတယ်အဲဥစ္စာအဓိကအချက်လားလို့မေးရင်တော့အဲ့ဒါအဓိကအချက်တော့မဟုတ်ပါဘူးကျွန်တော်အနေနဲ့ကအဓိကပြောချင်တာကဘာလဲဆိုတော့ VPN တုံးတာတွေရှော့ဖို့အတွက်လည်းကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဘာလို့ဆိုတော့ VPN တွေအများအားတုံးနေတာအတွက်ကလည်းကျွန်တော် Roblox ဘက်က server တွေကိုတွားထီစေပေါ့နော် browser အနေနဲ့ဘယ်ဥပမာတွားကြည့်လို့ရရဲဆိုတော့ကျွန်တော်တို့နေက mobile legend ကိုကျွန်တော်တို့အနေနဲ့ဥပမာတွားကြည့်လို့ရပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တည့်တဲ့အတိုင်းပဲအရင်တော့ software တွေဆိုတော့တည်မှာပေါ့ဗျာမွန်းတုံးကိုကျွန်တော်တို့ကခုံးစင်းမှုအတွက်ကျွန်တော် VPN တွေတုံးပြီး event တွေလှည့်ရပါရှိရပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘာသာဖြစ်လဲဆိုတော့မွန်းတုံးရဲ့ server တွေကမတည်ငြိမ်နေဖြစ်ပြီးတော့ကျွန်တော်မြန်မာနိုင်ငံ player ရလည်းစော့ရင်တခါလေ Philippines server တွေတို့ Indonesia server တွေတို့ကျွန်တော်ရောက်တယ်ပဲပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့က VPN တုံးတာကို short ဖို့အတွက်ကျွန်တော်အနေနဲ့ကလည်းပြောချင်ပါတယ်တကယ်လို့ဘာသာတော့ line မကောင်းလို့စော့မရအောင်ဆိုရင်ကျွန်တော်တို့အနေနဲ့ချိန်တိုင်းတာတစ်ခုကိုစောင့်တင်နေပေါ့နော်ဒုတိယတစ်ခုကတော့ admin ကျွန်တော်တို့ brother တို့တည်တဲ့အတိုင်းပဲကျွန်တော်တို့တခြား game တွေလိုမျိုး Roblox မှာကမြန်မာနိုင်ငံမှာ admin ရဲ့လို့မရှိဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ကအဲ့အကြောင်းကြီးအဓိကပဲညမှာတွားကြလဲဆိုတော့ကျွန်တော်တို့ကmobile legend တို့ PUBG တို့မှာဆိုရင်တော့ကျွန်တော်တို့ event တွေလုပ်တာတော့ဒါမှမဟုတ်ဆိုတော့ကျွန်တော် server တွေပြင်တာတွေပါကြကျွန်တော် admin တွေရှိရကြသူတို့အနေနဲ့ကတန်းပြီးတော့ဗျာဘယ်လိုပြောမလဲအုံနာကိုတန်းပြီးတော့ကျွန်တော်တို့စက်ကတ်လုပ်လို့ရတယ်ဒီကျွန်တော်တို့ Roblox မှာကြာအဲ့လိုမျိုးမရှိကြ server တွေပြင်တဲ့အခါကျရင်လေသူတို့အနေနဲ့ကplayer ရဲ့တောင်းဆိုမှုတွေပါရှိမှလားသူတို့အနေနဲ့ကလောက်တာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျွန်တော်ဟိုတစ်ခါဆိုလဲဗျာတည့်ရတဲ့အတိုင်းပဲကျွန်တော်စော့လို့မရဘူးပေါ့နော်ကျွန်တော်server တွေ down သွားတယ်ပါဖြစ်တယ်ပေါ့နော်အဲ့တော့ဆိုလေကျွန်တော်တစ်ခါဆော့လို့မရဘူးအခုလဲကျွန်တော်အဲ့လိုမျိုးကြီးဖြစ်တယ်ပေါ့နော်ဆော့လို့မရဘူးအဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ကလည်းအဲ့အချက်ကနည်းနည်းစဉ်းစားမိအချက်လေးတစ်ခုပေါ့နော်ဒါကျွန်တော်အနေနဲ့ကျွန်တော်အထင်ကိုပြောပြတာပေါ့နော် brother တို့အနေနဲ့လေ brother တို့ရဲ့ထင်မြင်ယူဆချက်ကို comment မှာရေးပေးသွားလို့ရပါတယ်တတိယအချက်အနေနဲ့ကတော့ wifi line တွေပေါ့နော်browser တွေတိုင်းမြန်မာနိုင်ငံ wifi နဲ့နေဗျာအချိန်ကြီးတော်တော်ဆိုးနေဗျာဘလို့မှလုံးလို့မရဘူးဗျာအဲ့တော့ကြောင့်မလို့ကျွန်တော်နေရ game ဆော့ဖို့ကလည်းမဖြစ်နိုင်ဘူးဗျာTikTok တော့ရင်တော့မှသိတဲ့အတိုင်းပဲဗျာ line ကမကောင်းအဲ့ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ wifi line ကလည်းအရေးပါပါတယ်ဒီဥစ္စာတော့ပြီးခဲ့တဲ့တစ်ခေါက်ကကျွန်တော် T-Rev fruit ပြီးတုန်းကရသွားတဲ့တယောက်ပေါ့နော်အဲ့တယောက်အနေနဲ့ကကျွန်တော်ရဲ့ hot Telegram အကောင့်ကိုလာရောက်ဆက်သွယ်ပြီးတော့ brother ရဲ့လက်ဆောင်ကိုလာရောက်ထုတ်ယူပါကျွန်တော်အနေနဲ့ဒီဗီဒီယိုမှာလည်း permanent live fruit ကိုကျွန်တော်လက်ဆောင်ပေးသွားမယ်အဲ့တော့ကြောင့်မလို့ brother တို့အနေနဲ့ comment မှာbrother ရဲ့ game user name ဖြစ်ရေးခဲ့ပါကျွန်တော်အနေနဲ့ game user name ရင်ပိုကောင်းတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ကန်တိုးရှင်ကိုတော့ကျွန်တော်ရဲ့ hot TikTok account follower တန်းခဲ့ပြီးတဲ့အခါကျရွေးပေးတော့ပါမယ်ကျွန်တော်ကတော့ magma စော်ပါ